ဒါဟာတိုက်စစ်မှုတရုတ်စီကနေတေမြင်ဖူးထမျှထဲမှာအပားနှဆောင်ကိုဖန်တီးမှုတွေထဲကတစ်ခုဖြစ်ရပါမယ်။ Gabriel Jesus ကကိုအေရီယာအပြင်ဘက်မှာဘောလုံးကိုလက်ခံရရှိလိုက်ပြီးတိုက်စစ်ဆင်ဖို့နေရာလွတ်အများကြီးရနေပါတယ်။ Postmount နောက်ခံလူတယောက်ကသူ့ကိုပိတ်ဆို့ဖို့အတွက်ချက်ချင်းပဲပြေးထွက်လာပါတယ်။ဒါပေမဲ့နောက်ခံလူရောက်မလာခင်မှာနဲ့ Jesus ကအခြေအနေတစ်ခုလုံးကိုအကဲခတ်ပြီးသားပါ။ပထမကြည့်လိုက်ရင်တော့ယူရှင်းပုံရပါတယ်။သူက Ethan Nwaneri စီကိုဘောလုံးချပေးနိုင်တယ်လို့ဂိုးပေါက်စီဆွဲတက်ပြီးကိုယ်တိုင်ပဲကန်သွင်းကြည့်နိုင်ပါတယ်။ဒါပေမဲ့ဘယ်သူမှမမျှော်လင့်ထားတဲ့တတိယမြောက်ရွေးချယ်စရာတစ်ခုရှိနေပါတယ်။ Jesus ကဘောလုံးကိုထိုင်းလိုက်ကလေးက Martinelli ဘယ်နေရာမှာရှိနေလဲဆိုတာကိုသိပြီးသားပါ။ Martinelli ကကိုအေရီယာထဲကိုအချိန်နဲ့ပြေးဝင်နေပြီမဲ့ Postmount ခံစစ်ကတော့သိမစိုးရင်ပါဘူး။ဘာလို့လဲဆိုတော့သူ့ရှေ့မှာနောက်ခံလူ2ယောက်ရှိနေတယ်လို့အနောက်မှာလည်းတစ်ယောက်ကကန်နေတာကြောင့်ပါ။ပြီးတော့ဘေးပို့မဲ့လမ်းကြောင်းကိုလုံးဝပိတ်ထားလို့ပါ။အဲ့ဒီမှာတင် Jesus ကပြောင်းမြောက်တဲ့လုပ်ရတစ်ခုကိုလုပ်ပြခဲ့ပါတယ်။အန်ဒီယာကင်းသွားပြီလို့ထင်လိုက်တဲ့နောက်ခံလူလေးခဏတာပေါ်လော်သွားတဲ့အခိုက်အတန့်မှာ Martinelli ကလွတ်ထွက်သွားပါတယ်။ကိုဘောက်ကိုအားမပါပဲကန်လိုက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့ဒါဟာခံစစ်ကိုနှစ်ချမ်းခွဲပြီး Martinelli အေးအေးဆေးဆေးကိုသွင်းလိုက်တဲ့လမ်းကြောင်းထဲကိုအပိုင်းချပေးလိုက်တဲ့ပြီးပြည့်ဆောင်တဲ့ဘေးပို့မှုတစ်ခုဖြစ်ခဲ့ပါတယ်